Hello ဒီတစ်ခါတော့တရက်ဒီပြားရည်နဲ့တံမြာရည်၃မျိုးတွေကိုသုံးပြီးအေးအေးလေးနဲ့ချိုချင်းအရသာရှိတဲ့ mango sorbet လေးလုပ်စားဖြစ်ပါတယ် creamy လိုအရသာမဟုတ်ပဲတရက်ဒီအရသာစစ်စစ်လေးကိုပဲခံစားရတာမို့အရန်ကိုစားလို့ကောင်းပါတယ်အရင်ဆုံးတရက်သီးမဲ့နှလုံးကိုအတုံးသေးသေးလေးတွေတုံထားပေးလိုက်ပါတယ်ပြီးရင်တော့တရက်သီးတွေကိုရေခဲတစ်တာအခဲခန်းထဲမှာတရက်လောက်ထားပေးလိုက်ပါတယ် frozen တရက်သီးလေးတွေရလာပြီဆိုရင်တော့ blender နဲ့ကြိတ်ပေးပါမယ်ပြားရည်ကိုစပွဲတင်စုံနဲ့တစ်စုံတံမြာရည်ကိုလက်ဖက်ရည်စုံနဲ့တစ်စုံထည့်ပြီးအတူတူကြိတ်ပေးလိုက်ပါတယ်ပြီးရင်တော့ထည့်သိမ်းမဲ့ဘူးတွေကိုပြောင်းထည့်လိုက်ပါတယ်ဒီနေရာမှာတရက်သီးတွေကိုတအားအေးခဲနေအောင်ထားပြီးကြိတ်မယ်ဆိုရင်တော့ကြိတ်ပြီးတာနဲ့တခါတည်းစားလို့ရပါတယ်ဒီကတော့တိတ်မအေးခဲသေးတာမို့လို့အခုလိုဘူးလေးတွေကိုထည့်ပြီးအခဲခန်းထဲမှာတရက်လောက်ထပ်ထားပေးလိုက်ပါတယ်အေးခဲထားတဲ့တရက်သီးရဲ့ချူချူမွေ့မွေ့အရသာကိုပြားရည်ရဲ့ sweetness လေးတံမြာရည်ရဲ့ချင်းချင်းမွေ့မွေ့အရသာလေးနဲ့တွဲလိုက်တော့အေးအေးလေးနဲ့ fresh ဖြစ်ပြီးအရန်ကိုစားကောင်းတဲ့ mango sorbet လေးရသွားပါတယ်ရေခဲမုတ်လို့ creamy မဖြစ်ပဲအသီးရသာစစ်စစ်လေးကိုပဲခံစားရတာမို့ပူတဲ့နေ့တွေမှာစားလိုက်ရင်အေးအေးလေးနဲ့တကယ်ကို refreshing ဖြစ်သွားစေပါတယ်ပါဝင်ပစ္စည်းလဲနေပြီးလောက်ရတာလဲလွယ်တာမို့တရက်သီးကြိုက်တဲ့သူတွေတော့တကယ်ကို try ကြည့်တဲ့ဇာတ်လေးပါနော်ခေရဲ့ဗီဒီယိုကိုစုံလင်ကြည့်ပေးသူအားလုံးကိုကျေးဇူးပါ